ငါရည်သေးပြီးအသေးရတယ်ကွဲနိုင်တော့လေဟဲ့တဲ့ဘာလို့ကွဲရဆင်းလိုက်ဗျာကိုမဟုတ်တဲ့တခြားကောင်လေးကိုသိရမလားတောက်ရဲသိရမလားဟိုလိုတာထက်ပိုပြီးအရောတဝင်ဆက်ဆံနေမိန်းမဗျာဟဲ့အဲ့တော့သူဘယ်ကိုတတအဲ့ဒါရောင်းနေတာကြာပြီဟုတ်ကဲ့မင်းရတာဟုတ်တယ်ဟုတ်ကဲ့ကြာမပြီင်းရတာဆို brother ဟို brother ပြောတယ်ရှင်မမို့ပြောတော့ပြီးရင် mic လေးခဏပိတ်ပြီး brother ဘက်ကတချင်းနဲ့ကြားနေရကျွန်တော်စကားပြောရအဆင်မပြေငါလက်ချက်တစ်ဖက်ပဲရောက်သွားတယ် โอเคအော်ဆင်းနေပြီမယ်ကျေးဇူးတင်ပါတယ် brother ကျေးဇူးတင်ပါတယ်နေရတော့ကြောက်ချင်လည်းမရှိချက်ချင်လည်းမရှိအဲ့ဒါအတမင်းတော့ညှို့ပြလိုက်နေငါအတမင်းကိုဘယ်လိုလေတံနဲ့ပြောနေမဟုတ်ကျွန်တော်ကြည့်လိုက်လဲစိတ်မဆိုးဗျာဒါအခုကျွန်တော်ရင်ထဲရှိတာကိုကျွန်တော်ပြောတော့မှအဲ့တော့ကျွန်တော်ကြည့်လိုက်လို့လေကျွန်တော်စိတ်မဆိုးလက်ခံတယ်ဘာလို့ဆိုတော့ကိုဟုတ်လာပြီးနှောက်ရက်တယ်လို့ဖြစ်နေတဲ့ကောင်ကြည့်တာကျွန်တော်လက်ခံကဲပြောအတရကျွန်တော်မမို့အမလို့ခင်တယ်အမလို့ခင်တော့အမတယောက်လို့ခင်တော့ကျွန်တော်ပြောတော့ကျွန်တော်နေရှင်ဖွင့်နေတာရှိလို့ကျွန်တော်လာခဲ့တာအေးဟုတ်ပြီပြောငါမောင်လေးကျွန်တော်မလာဘူးဗျာပြောမှာမဟုတ်ဘူးစင်ရရဘူးစင်ရရစဉ်းစားမယ်ကျွန်တော်သူရည်တာအေးဟုတ်ပြီကျွန်တော်တော့မှအဲ့လောက်ထိအရေးပေးပြီးမဆက်ဆံတဲ့မိန်းမဟုတ်ပြီလိုက်ပေါ်တက်ပြီးတော့လေသူ့ရဲ့ light ထဲကိုဝင်အပေါ်တက်ပြီးသူ့နဲ့စကားတွေကိုလေဖော်ပြူမှသာပြောနေကောင်ကြတော့သူ့အတွက်ပြောစရာစကားတွေကအများကြီးပဲရှိတယ်။ကျွန်တော်ကြတော့ပြောစရာစကားမရှိဘူးတဲ့။ဘာမှပြောစရာမရှိဘူးတဲ့။ကိုကျော်ကြီးဟယ်လို။အော်ဟော့လုံနာလေးနားလဲပြီးလိုက်ပါ။ကျွန်တော်ဘာမှပြောစရာမရှိဘူး။ညဘက်ဒီပိုင်းဖုန်းမပြောလား။ဟုတ်ပြီဟော့လုံတယ်ကျွန်တော်နားလဲ။မမို့ကြိုက်တာတလားကျွန်တော်နဲ့သူနဲ့တွေ့တာတလားမပြည့်သေးဘူးကျွန်တော်ဖုန်းကိုဆယ်ကားပြည့်အောင်တော့မခေါ်ဘူးအဲ့တော့ဆိုမမို့နားလေလောက်မိမချင်းပဲမမို့နားလေလောက်ပြီဗျာဟုတ်ပြီကျွန်တော်ကြတော့ပြောသူ့ live ပေါ်တက်ပြီးတော့သူနဲ့လုံးဝအလာပါတလာပါပြောနေကောင်ကြာသူ့အတွက်ပြောစရာစကားအများကြီးပဲကျွန်တော်နဲ့ကြာပြောစရာမရှိတော့ဘူးတဲ့ဟုတ်လားသူမချစ်တော့လို့ဖြစ်မှာပေါ့ယောက်ျားလေးတယောက်ဟိုဗျာတသိန်းယောက်ျားလေးတယောက်ချစ်သူလည်းမဟုတ်ရီးသားလည်းမဟုတ်တာမခင်တဲ့ယောက်ျားလေးတယောက်ကိုကြတော့ဟိုသူနဲ့ခင်တဲ့ယောက်ျားလေးတယောက်ဗျာလိုတာထက်ပိုပြီး तू ကအရောဝင်နေတာဗျာအဲ့ဒါကိုကျွန်တော်အဲ့ဒါကိုကျတော့အမ motivation ပေးနေဒီတရားမကောင်းရင်နောက်တစ်ယောက်ပေါ်တဲ့